အားလုံးပဲမင်္ဂလာပါကိုက YouTube အသုံးပြုတာကြာပြီဖြစ်ပေမဲ့ YouTube နဲ့ပတ်သက်ပြီးတော့ဒီလို setting လေးတွေချိန်လို့ရတယ်ဒီလို tips and trick လေးတွေကိုကောမိတ်ဆွေအနေနဲ့သိပြီးသွားပြီလားပထမဆုံးအနေနဲ့ကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်ကိုကြည့်တဲ့အခါမှာဒီဗီဒီယိုထဲကနေပြီးတော့ကိုသိလိုက်တဲ့အကြောင်းအရာတစ်ခုကိုကိုတငယ်ချင်းကိုပေးသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်လုံးကိုသူ့ကိုကြည်ခိုင်းကြမလို့ပဲနဲ့ကိုသိစေချင်တဲ့မိနစ်အပိုင်းလေးကိုပဲဘယ်လိုပြရမလဲဆိုတာကိုကျွန်တော်ပြပြပေးပါမယ်အရင်ဆုံးကျွန်တော်တို့သိစေချင်တဲ့အပိုင်းလေးကိုအရင်ဆုံးရပ်လိုက်ပါမယ်ဗီဒီယိုကိုရပ်ပြီးပြီဆိုတာနဲ့အောက်မှာမြင်နေရတဲ့ share ကလုတ်လေးကိုနှိပ်လိုက်ပါမယ် share ကလုတ်လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီမှာ share ပေးနာမှာမြင်နေရတဲ့ step s ဆိုတဲ့ဗီဒီယိုမိနစ်လေးကိုတွေ့ပါလိမ့်မယ်အဲ့ဒီမှာကျွန်တော်တို့ကလုတ်လေးကိုဖွင့်လိုက်ပါမယ်ကလုတ်လေးကိုဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ဒီဗီဒီယို link လေးကို copy ယူပြီးတော့ကျွန်တော်တို့တငယ်ချင်းရဲ့ Messenger Telegram ကိုပို့လိုက်ပါမယ်ကိုတငယ်ချင်းကနေပြီးတော့ဒီ link ကိုဝင်လိုက်ပြီဆိုတာနဲ့ဗီဒီယိုကိုကျွန်တော်တို့ရပ်ထားတဲ့နေရာကနေပြီးတော့သူ့ကိုစပြပေးမှာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ YouTube မှာလည်းကျွန်တော်တို့ desk mode လေးတွေပြောင်းသုံးလို့ရတယ်ပေါ့နော်ကျွန်တော်ကိုအခု live mode ပြောင်းသုံးထားပါတယ်မိတ်ဆွေက Telegram တို့ Facebook တို့ကိုပဲ desk mode ပြောင်းသုံးနေကြမလို့ YouTube ကိုလည်း desk mode ပြောင်းသုံးခြင်းနဲ့ဆိုလို့ရှိရင်လွယ်ပါတယ်ကျွန်တော်တို့ဒီမှာမြင်နေရတဲ့ YouTube setting လေးတွေကိုဝင်လိုက်ပါမယ် YouTube setting တွေကိုရောက်ပြီဆိုလို့ရှိရင်ပေါ်ပေါ်ကမြင်နေရတဲ့ general folder လေးကိုဝင်မယ်နောက်ပြီးပြီဆိုလို့ရှိရင်တတိယစာကြောင်းမှာမြင်နေရတဲ့ appearance folder လေးကိုနှိပ်မယ်အဲ့ဒီမှာတော့မိတ်ဆွေအဆင်ပြေအောင် live mode နဲ့ desk mode ရှိပါတယ်ကြိုက်တဲ့သီမီလေးကိုပြောင်းပြီးတော့သုံးရုံပါပဲနောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ YouTube ရဲ့နာမည်ရရှာတဲ့နေရာမှာကျွန်တော်တို့ကဘယ်လိုအကြောင်းအရာတွေကိုရှာဖွေထားလဲဆိုတာကိုတခြားလူတွေမသိစေချင်ဘူး YouTube ကိုပိတ်ထားစေချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုရင်အရင်ကကျွန်တော်တို့ YouTube account ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ YouTube channel လေးကိုသွားမယ်အဲ့ဒီကိုရောက်ပြီဆိုလို့ရှိရင်အခုမြင်နေရတဲ့ Face account Google account ဘေးနားမှာမြင်နေရတဲ့ Turn on ဆိုတဲ့ကလုတ်လေးကိုပိတ်လိုက်ရုံပါပဲအဲ့ဒီကလုတ်လေးကိုပိတ်လိုက်ပြီဆိုတာနဲ့အခုလိုလေးမြင်ရမယ်ပြီးပြီဆိုလို့ရှိရင်နာမည်ရက်ရှာတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့ဒီမှာကျွန်တော်တို့အခုရှာထားတယ်ပေါ့နော်အကြောင်းအရာတွေ history တွေအကုန်လုံးကို YouTube ဘက်ကနေပြီးတော့ခဏလေး hide ထားပေးပါတယ်ကျွန်တော်တို့ကပြန်ဖွင့်ခြင်းတယ်ဆိုလို့ရှိရင်အဲ့ဒီကလုတ်လေးကိုပဲပြန်ပြီးတော့နှိပ်ပေးလိုက်ရုံပါပဲနောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ YouTube မှာကိုသိချင်တဲ့အကြောင်းအရာတွေကိုရှာတဲ့အခါမှာစာရိုက်ပြီးရှာနေတုံးပဲလားစာရိုက်ရှာပြမလို့ပဲနဲ့ကျွန်တော်တို့စာရိုက်ရှာပြမလို့ပဲနဲ့မိုက်ပုံစံကလုတ်လေးကိုနှိပ်လိုက်ရုံပါပဲပွိုင်တဲကိုရောက်ပြီဆိုလို့ရှိရင်ကိုကတချင်းကိုရှာခြင်းတယ်ဆိုလို့ရှိရင်စောင်းဘက်ကိုရွေးလိုက်ပါပွိုင်တဲမှာကျတော့ကျွန်တော်တို့အကြောင်းအရာတွေ YouTube channel တွေဒါတွေအကုန်လုံးကိုတစ်ဖက်ကပြောလိုက်ရုံနဲ့ YouTube ဘက်ကနေရှာပေးပါတယ်ကျွန်တော်တို့ကမြန်မာအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောပြခြင်းတယ်ဆိုလို့ရှိရင်တော့ဘေးနားမှာ setting ကလုတ်လေးရှိပါတယ် setting ကလုတ်လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်အခုလိုမျိုးလေးမြင်ရပါလိမ့်မယ်အဲ့ဒီမှာဗမာဘာသာမထည့်ရသေးရင်တော့ online ကွေထဲမှာကျွန်တော်တို့ဗမာဖူတာလေးကိုရွေးပြီးတော့ထည့်ထားပေးလိုက်ရုံပါပဲနောက်တစ်ချက်အနေနဲ့ကတော့ကိုက YouTube ဗီဒီယိုတွေကို data နဲ့ကြည့်နေတာလား Wi-Fi နဲ့ကြည့်နေတာလား data နဲ့ကြည့်နေတာဆိုလို့ရှိရင် data ကုန်တက်တာအောင်လို့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ YouTube setting လေးတွေကိုသွားပါမယ်YouTube setting တွေကိုရောက်ပြီဆိုလို့ရှိရင်အောက်လေးကိုနည်းနည်းဆင်းလိုက်မယ်အောက်မှာမြင်နေရ data saving မှုလေးကိုကျွန်တော်တို့ဖွင့်ထားပေးလိုက်ရုံပါပဲဒါဘလို့ရှိရင်ကျွန်တော်တို့ data နဲ့အသုံးပြုတဲ့အခါမှာလည်း data ကိုတက်တာစီမှာပဲဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကကျွန်တော်တို့ YouTube မှာဗီဒီယိုတွေကိုလည်းเนาะ TikTok ကလိုပဲတပုတ်ပြီးတဲ့အခါမှာတပုတ်သူ့ဘသူ auto ဘယ်လိုကြော်လို့ရမလဲဆိုတာလေးကိုပြောပြပေးပါမယ်ပထမဆုံးကျွန်တော်တို့ YouTube setting တွေကိုဝင်လိုက်ပါမယ်YouTube setting တွေကိုရောက်ပြီဆိုလို့ရှိရင်အောက်ကိုနည်းနည်းဆင်းလိုက်မယ်ဗျအဲ့ဒီမှာမြင်နေရတဲ့ playback ဆိုတာလေးကိုနှိပ်လိုက်မယ် playback ကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာမြင်နေရတဲ့ auto play next video ဆိုတဲ့ခလုတ်လေးကပိတ်ထားတယ်ဆိုလို့ရှိရင်ဖွင့်ထားပေးလိုက်ရုံပါပဲဒါဘလို့ရှိရင်မိတ်ဆွေဗီဒီယိုတွေကြည့်တဲ့အခါမှာဗီဒီယိုကတပုတ်ပြီးတပုတ်သူ့ဘသူ auto လေးကြော်သွားပေးမှာပါ